အချင်းကိုတိတိကျကျမသိရဘူးဆိုရင်ဒီနေ့ကဘာကြီးဘလို့မှအလုံးမဖြစ်နိုင်ပါဘူးအားလုံးမင်္ဂလာဗျဒီနေ့နိုင်ဟာဘယ်လိုစတင်ဖြစ်လာခဲ့လဲဆိုတာကိုကြည့်ရအောင်စောစောအချိန်ကလူတွေဟာနေတက်ပေါ်အရေးလေးကိုကြည့်ပြီးအချိန်ခန့်မှန်းကြတယ်ဒီပုံစံစံတိုင်းနေမြင့်ဝင်နိုင်လို့ခေါ်ပြီးပထမဆုံးနိုင်လို့ပြောနိုင်တဲ့အရာဖြစ်လာတယ်အီဂျစ်နိုင်ငံတွေမှာ water clock ရေုံနိုင်ရုံသုံးတယ်ရေမက်မက်စီးသွားတဲ့ပုံမှာမူတည်ပြီးအချိန်ကိုတိတိကျကျတွက်ပေးကြတယ်73ရာစုအကြပိုင်းဗြိတိရှားဂျပန်တရုတ်တို့မှာ mechanical clock ဂီယာနိုင်တွေပေါ်ပေါက်လာတယ်။ဂီယာတွေ pendulum တွေသုံးပြီးအချိန်ကိုပိုတိတိကျကျတိုင်းတာနိုင်ခဲ့တယ်။ Industrial Revolution ကာလမှာ pocket watch နဲ့လက်ပတ်နိုင်ပေါ်လာခဲ့တယ်။အလုပ်သမားတွေအတွက်ပုံမှုအသုံးဝင်ခဲ့တယ်1990မှာ Quartz clock ပေါ်လာတယ်။ Quartz crystal တစ်လုံးဟာလက်စစ်မိမီရင်တိတိကျကျအချိန်ကိုအတိအကျနဲ့ခွဲပြနိုင်တယ်။ဒီအချိန်အစားပြီးနိုင်တွေဝယ်လို့ဈေးချိုးတာလာပြီးလူတိုင်းသုံးနိုင်ခဲ့ပြီ။ Atomic clock ဟာ Cesium atom သို့မဟုတ် Rubidium atom တွေတိတိကျကျတုံးခါမှု frequency ကိုအခြေခံပြီးအချိန်တိုင်းတာပါတယ်။ဒီရ pendulum တွေမလိုတော့ပါဘူး။ဒီနိုင်ရတစ်စက္ကန့်တော့မမနိုင်လောက်အောင်တီးကြတယ်။ဒီနေ့ကဘာအချိန်ကိုသတ်မှတ်ပေးနေတိုင်းခီရနိုင်မဟုတ်တော့ပါဘူး။ atom အစဉ်ထိတီးကြတဲ့ atomic clock ပါပဲ။ atomic clock ကိုဘာတွေမှာသုံးလဲဆိုတော့ World Standard Time, GPS and Satellite System, Internet and Telecom Networks, Scientific Research တွေမှာသုံးပါတယ်။နေထွက်အရေးကနေစလာတဲ့နိုင်ဒီနေ့ atomic level အထိတိုးတက်လာပြီ။အချိန်ရတန်ဖိုးမဖြတ်နိုင်ပါဘူး။ဒါကြောင့်အချိန်ကိုတန်ဖိုးထားတဲ့အားလုံးကျေးဇူးပဲဗျ။